le the babo la le chui set up no le ba mu li be shi ho so lok taw lu chin da le le ku mi ba lok ni ku mi ba shi ye lo ta no di le le ku aru ara je ku yi yi ha ja teu ma ba yi lu pasan le ya yi lu phitတယ်a ja mo di le ku ba di le ko lok pi ba tu ka le nge ba le di the babo no ma ya bu lo ti ba de di ni ma ya bu so ma yi ku ka le na le pi ba a ja mo di le so ni ma le le lok le cha ba bo sha da da tin thao 5000 ba shaနားခဲခဲဝါကျွန်တော်တို့ငွေရှင်းပြန်ထားပါတယ်အားချာအဲ့ဒါရောက်ပြီအဲ့ဒါအိမ်စိတ်သားတယ်ရာဟုရှင်တွေကတော့အခုကျောင်းဖွင့်တယ်ဆိုရင်ကျောင်းဝက်ဖို့ပဲကိုကျောင်းအကြီးပတ်စံနဲ့9ပြားမှမရှိဘူးစားဖို့တော့ဒီနေ့ဆိုရင်ဒီနေ့ဈေးရောက်မထွက်ဘူးယောက်ျားကိစ္စလေးသိရအောင်ဆိုပြီးတော့ထွက်လာကြည့်တော့ဒီနေ့ဈေးရောက်ထွက်တယ်ညနေစားဖို့တော့မရှိဘူးမှန်တာပြောတာပါမရှိပါဘူးညနေစားဖို့တော့မရှိဘူးသမီးတို့အနေနဲ့ကတော့လောလောဆယ်ကတော့ဘာဆက်လုပ်နိုင်လဲဆူတောင်းရုံပဲယောက်ျားမြင်းမြင်းဆန်းဆန်းလွတ်လာမှုဆိုဆူတောင်းရုံပဲရှိမှာပဲ တော့ယောက်ျားလည်းဆူတောင်းလို့ဖမ်းခံရတယ်အိမ်မှာကြံခဲ့တဲ့ဇနီးမယားနဲ့ကလေးတွေပါဆူတောင်းလို့ထပ်ဖမ်းမယ်ဆိုရင်ဘယ်နဲ့လုပ်လဲဖမ်းတော့လည်းလိုက်သွားရုံပဲရှိတာမတတ်နိုင်ဘူးနီလန်းပဲရှိတော့တာပဲဒါသူတို့လည်းနေရာရေသူတို့ကြိုက်လို့လုံးကိုခံမှာကြီးပဲအခုကိုယောက်ျားတော့မှဆူတောင်းမှုသွားရုံပဲဖမ်းခံရတာတွေ့ကြည့်ပါဦးတခြားဘာဘာညာညာလုံးဒီအသက်တောင်ခံလားကျွန်တော်တို့ပွတ်ထားတဲ့အင်ကြီးနိုးလို့ဆိုလို့နိုးလို့ရေးထားတယ်ဒါပေမဲ့အဲ့နိုးဆိုတာမကောင်းမှုမလုပ်ဘူးလို့လည်းကျွန်တော်တို့ရည်ရွယ်ထားပါတယ်အဲ့ဒီလိုမျိုးဒါကျွန်တော်တို့ရည်ရွယ်ချက်ကောင်းမှုနဲ့ပြောလို့ရှိရင်ကစားကြရတယ်ဗျအဲ့ဒါကိုအကြနေမနဲ့မှာကျွန်တော်တို့လာပြီးတော့ပြောတယ်ဒီအင်ကြီးဘာဖြစ်လို့ဝတ်တာလဲဘာလို့လဲညာလို့လဲဆိုတော့မဝတ်ရဘူးဘာညာကျွန်တော်တို့ရည်ရွယ်ချက်ထဲမှာကျွန်တော်တို့တခြားဘာမှဟိုပေါ့ဖြတ်လို့ဖြတ်စီကိစ္စတွေချမ်းဖက်ကိစ္စတွေဘာမှမပါတာပေါ့ကျွန်တော်အင်ကြီးလေးမှာစိတ်ကစင်တူဝတ်ပြီးတော့ကြံဖွဲကိုဆင်နွှဲကြတယ်မြို့သားပြည်နယ်တင်းပြရဲ့အင်ကြီးဆိုရင်လည်းဒါကျွန်တော်တို့ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီဖော်ကျူးထားတဲ့အင်ကြီးလေးပါအဲအင်ကြီးလေးကိုဒီအာနာပိုင်ကနေပြီးတော့ခုလိုမျိုးဘယ်အင်ကြီးမိုးရအောင်ကိုအင်ကြီးမိုးရအောင်ဒီအင်ကြီးမိုးရအောင်ဆိုတာဒါကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုလည်းဆုံးရှုံးမှုတစ်ခုပါကျွန်တော်လူငယ်တွေပြောရှင်နဲ့ရေကစားတဲ့ကိစ္စတောင်မှသူတို့ဒီလိုမျိုးလိုက်လံပြီးတော့ပိတ်ဆို့နေတယ်ဆိုရင်ကျွန်တော်တို့ရှေ့လျှောက်ပြီးတော့လမ်းမပေါ်မှာတော့မှလမ်းထွက်လျှောက်ဖို့လမ်းလျှောက်ဖို့လမ်းလျှောက်သွားဖို့တောင်မှဝင်မရဲဖြစ်နေပြီလားကျွန်တော်တို့ဒီအင်ကြီးလေးတစ်ခုတွက်နဲ့အခုကျွန်တော်တို့ဒီလိုပိတ်ပင်နေဆိုရင်နောက်ဆိုဘယ်လိုများနေမလဲမသိဘူးကျွန်တော်အဲ့အတွက်တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်တော်တော်လေးခံစားချက်တော်တော်လေးပြင်းထန်ခဲ့ပါ